တော်များများကွာကိုတို့ရဲ့တော်တော်ကောင်းမှာပေါ့နော်ဒီအဲကိုရီးယားမှာကွာကျောင်းတစ်ဖက်နဲ့အလုပ်လုပ်ရတာအဆင်ပြေလားဆိုမှခဏခဏလာမေးကြတာပေါ့နော်အဆင်ပြေလားဆိုရင်ပေါ့နော်ပြောချင်တာကတိုင်းတဲ့ကိုယ့်တိုင်းပြည်ကနေသူများတိုင်းပြည်ကိုလာပြီးတော့နေရတာဖြစ်တယ်ဗျာကိုကဒီမှာမွေးရမဟုတ်ကွာကိုယ့်ရဲ့မွေးဖွားရဒေသမဟုတ်တဲ့အတွက်အဆင်ပြေမှုကတော့နည်းနည်းတော်တော်များများတော့မရှိဘူးပေါ့ကွာနည်းနည်းတော့အခက်တော့တွေ့ရပါတော့အခက်တွေ့ရတော့အများကြီးပဲရှိရပါဒါပေမဲ့အဲ့အခက်ခဲတွေဘယ်လိုကျော်လွှားလဲဆိုတော့ကွာဒီတိုင်းပဲကိုပေါ့နော်အဆင်မပြေဘူးဆိုလဲမပြေဘူးနဲ့အောနေလို့လည်းမရဘူးကွာအဲ့ကြတော့အဲ့အဆင်မပြေမှုတွေကိုကိုပေါ့နော်အဆင်ပြေအောင်တဖြည်းညှိနှိုင်းသွားရတာပေါ့နော်အဲ့လိုမျိုးတဖြည်းဖြည်းအဆင်ပြေအောင်ပဲလုပ်သွားရတာပေါ့ကွာအဲ့လိုမျိုးအားကြောင့်မလို့အဆင်ပြေလားဆိုမှတော့ဒီကိုရီးယားမှာကကွာဒီတို့နိုင်ငံဒီဘန်ကန်ထဲမှာပတ်စံရှိနေပွားတိတာပဲဘန်ကန်ထဲမှာပတ်စံရှိနေအခုဘိုက်စာမလားအခုဘိုက်စာရင်အခု ABB ကနေမှာလိုက်အောင်ပဲကွာတက်ရောက်လာမှာအဲ့လိုပေါ့နော်ဘာဝယ်ခြင်းလဲအဲ့လို तू အပူပင်တော့မရှိဘူးကွာအပူပင်မရှိဘူးသွားညဆိုလဲကားလမ်းပေါ်မှာကိုတရားထွက်ရှောင်နေလို့ရတယ်ဘယ်သူမှလည်းအဲ့လိုလာပြီးတော့ကိုယ်ဒုက္ခပေးမှာမဟုတ်အန်တရယ်လည်းပေးမှာမဟုတ်ကွာအဲ့လိုအဲ့လိုလဲလုံခြုံတယ်အဲ့လိုလဲကွာသူတို့ကအားလုံးအဆင်ပြေကြွေထုံးဒီပေါ်ကွာရင်သွားလာရေးမှုရစားသူတို့ကအပူပင်မရှိဘူးကွာသွားချင်တဲ့နေရာကိုသွားလို့ရတယ်အခုညာတိုင်းချင်းသွားမလားပေါ့နော်နေမှမနက်ခင်းကြာမှပြန်လာမလားအဲ့လိုမျိုးကြိုက်တယ်လို့လုပ်ရပါပေါ့နော်အဲ့လိုမျိုးတွေလည်းအားလုံးအဆင်ပြေပါတော့ဒီကျောင်းတစ်ဖက်နဲ့ကွာကျောင်းကလည်းစာလည်းကြက်ရတယ်ဒီအလုပ်ကလည်းသွားရတယ်အဲ့ဒါကတော့နည်းနည်းတော့ခက်ခဲရပါတော့အဲ့ဒါပုံမှန်အဖြစ်ထင်သလောက်ပေါ့နော်မလွယ်ကူဘာလို့လဲဆိုတော့ကွာပုံမှန်အဖြစ်ကိုတို့ကဒီအလုပ်လုပ်ရတယ်ဆိုတော့အလုပ်ဒီကိုယ့်ရဲ့ကျောင်းစရိတ်တွေကိုယ့်ရဲ့အိမ်စရိတ်တွေအားလုံးပေါ့နော်စရိတ်တွေအားလုံးကိုယ့်ကိုယ်ကိုဖြေရှင်းရမှာအဲ့လိုဖြေရှင်းရတဲ့အချိန်မှာဒီပတ်စံဆိုတာကပုံမှန်အဖြစ်လိုးနေရတယ်ဟုတ်တယ်မလားအဲ့ဒါမှကိုကမတုံးမဖြုံးပါဒီတုံးဖြုံးအဲ့ဒါမခံနိုင်ဘူးပေါ့နော်အဲ့မို့လိုးနေရကွာပုံမှန်အားဖြင့်တင်မလားဒီကျမ်းမာရေးအာမခံတွေဖုံးကြီးတွေကကွာပေးရတယ်အားလုံးအဲ့လိုမျိုးပေးရတယ်ဆိုတော့လိုးနေရအများနဲ့လိုးနေမှာပဲ gas ပိုးမီးပိုးတွေရောစားဆိုတော့လိုးနေရဆိုတော့ကိုထွန်းတို့ကဒီအလုပ်တွေကိုကအချိန်များတဲ့ဟာကြီးလုပ်ရတယ်အချိန်နည်းလို့လည်းမရဘူးကွာနည်းရဆိုလုံးလုံးမလောက်ဘူးလေအဲ့လိုမလောက်တဲ့အချိန်မှာအချိန်များတဲ့ဟာကြီးလုပ်တယ်အချိန်များတဲ့ဟာလုပ်တော့လေအဲ့လိုကွာဒီလုပ်လိုက်ပြီဆိုရင်မနက်ခင်းကျကျောင်းသွားရတယ်ညမှာလုပ်တယ်ဆိုရင်ကွာကျောင်းသွားတဲ့အချိန်မှာအဲ့ကြတော့ကိုကအဲ့လိုလုပ်ထားဆိုတော့ဒီပေါ့နော်စာလေ့လာရမယ့်အချိန်တွေကလည်းရှိရကွာရှိရအဲ့လိုမျိုးကိုယ့်ရဲ့ထမင်းချက်ပြုတ်ပြီးတော့ဟင်းချက်ပြုတ်စားတော့ရတဲ့အချိန်တွေလည်းရှိရကွာအဲ့ဒါမှတချို့တစ်ခါကြမှာတော့ကိုတို့ကဒီဟင်းတွေပါချက်တာတိတ်ပြီးမချက်ဘူးနော်မချက်ဘဲနဲ့ခေါက်ဆွဲပြုတ်တွေစားတဲ့ခါလည်းမျိုးလည်းရှိရပါတော့ဒီပေါ့နော်မြန်မာနိုင်ငံမှာတော့ဟင်းကိုကြည်မြပေါ့နော်ဒီဟင်းမစားကြဘူးဟိုဟင်းမစားကြဘူးဒီမှာတော့ပေါ့နော်ခေါက်ဆွဲပြုတ်နဲ့နှစ်ပါးသွားပြီးတော့အဲ့လိုမျိုးနေလည်းရှိရပေါ့နော်အဲ့လိုမျိုးတွေလုပ်ရတယ်အဲ့ကြတော့ကျောင်းရောက်တော့တခါကျရင်ပေါ့နော်အချိန်တွေကမရတော့ငိုက်တယ်ငိုက်တော့ဆရာမကြီးကလည်းဆရာစာတင်တယ်ပေါ့နော်အဲ့ဒီစာရလည်းမသိရင်ပေါ့နော်ပြောရဲဆရာမရတယ်ပေါ့နော်အဲ့ဒါငိုက်အဲ့လိုငိုက်တော့လေကို့တော့ကအဆင်မပြေဘူးကွာအမှန်တကယ်လူတွေအများကြီးရှိမှာကွာဆရာမကလည်းအားနာရပေါ့နော်အဲ့လိုကြမငိုက်အောင်မနေလောရပေါ့နော်အဲ့လိုမျိုးကိုညှိနှိုင်းပြီးတော့ပေါ့နော်ဟိုတယောက်ကိုယ့်ရဲ့စာဝင်